ချိုမိန်ဘဝတော်အလဲဖွေရှာသူမောမဲဖြည့်ပြရမယ်လို့လဲရင်ခုန်တန်လေးအကွယ်ဆောင်းတင်စားကံအိမ်မဲဘယ်မှာဆုံးတတ်ပါမယ်